လူမင်းရဲ့ mosque ကုသိုလ်ရဲ့ချိန်လိုက်တဲ့ကမှာကုသိုလ်ကအမတ်တရားပြည့်နေမေဆွေမေဒေါ်မြင့်မြင့်ခင်ကုန်တဲ့ကကုသိုလ်ရပြီဆိုတော့သိကြသွားပြီဒါပေမဲ့ mosque ကနေမကောင်းတာဖြစ်ခြင်းရောကိုကုသိုလ်ကကျွန်တော်ဥမောကိုပေးတာကြိုက်ပါတယ်လို့ကြည်စမ်းဖုန်းကြီးလင်းနဲ့မယားနဲ့သားနဲ့နေတဲ့ပုဂ္ဂိုလ်ကတော့မှမျှဝေခံစားတဲ့သဘောရှိတယ်ကိုတို့ဆရာတော်ဖရာတွေကတန်ဃာတွေဖြစ်ပြီးတော့မိဘမိမလည်းမရှိခလေးလည်းမရှိပဲနဲ့မျှဝေခံစားခြင်းမရှိဘူးဟိုမှာလူသားကုသိုလ်အရက်သမားငါပြောတယ်မတော့နဲ့တော့အဲ့ဒီကုသိုလ်ကတော့မှအရက်မိုးနေတဲ့ကောင်ကဥမောကကျမ်းမာရေးမကောင်းပါဘူးသူ့ကိုပေးလိုက်ပါလို့ထုတ်ပြောလိုက်အဲ့ဒါကိုမောကိုပဲဝိုင်းပေးတယ်တကယ်တော့ကုသိုလ်ကရမယ်ဆိုတော့လူမင်းကိုမပေးတော့3ယောက်တည်းရှိတယ်မြန်မာနိုင်ငံမှာရွေးရမယောက်ျားလေးတဲ့3ယောက်ပဲရှိတယ်လူမင်းရဲ့ mosque ကုသိုလ်ရဲ့ဆိုတော့လူမင်းကိုဖယ်လိုက်တယ်ဘာလူမင်းကရပြီးသားဖြစ်လို့2ယောက်ပဲကျွန်တော်2ယောက်မှလည်းကာယကံရင်1ယောက်ကုသိုလ်ကကျွန်တော်ကိုမရွေးနဲ့တော့ကျွန်တော်အဲ့ဒီစီဝိုင်းရထွက်တယ်ဆိုတော့ရကြ1ယောက်ပဲရှိတော့ဆိုရင်ဆရာတော်တန်ဃာတော်တွေဓမေစီရီရဲ့ကဓမေစီရီရဲ့ဓမေတင်းတဲ့3ယောက်အဲ့လိုပေးမယ်ဆိုကျွန်တော်တို့3ယောက်ထွက်ပါတယ်လို့ပြောလိုက်ရင်1ယောက်တည်းကျန်တော့ဒါလူသားပါသူတို့အနုပညာနယ်ပယ်ကမူးပေါ်မူးပဲတောက်ပေါ်တောက်ပဲချင်းတော်မှာချစ်နိုင်ရသေးရင်ဖယားရှင်ရဲ့တိမ်ထဲမှာကမ္မဝါစာနဲ့ရမ်းချင်းချင်းဖြစ်ပြီးအဘဲကြောင့်မချစ်နိုင်တာနဲ့အံ့ဩစရာကောင်းလိုက်ကိုခင်ဗျားစဉ်းစားလေဟုတ်ပြီနော်မူးနေတဲ့ပုံကိုယ်တွေဒီလိုလူသားတွေပစိုးဝတ်တဲ့ကိလေသာအညီတော်ထဲမှာနေတဲ့ပုံကိုယ်တွေတောင်မှသူတို့အချင်းချင်းစာနာထောက်ထားနှံ့ရင်ကိလေသာကင်းတဲ့ဘောင်မှနေသောအရိယာတန်ဃာရဲ့အနွယ်ကိုဆောင်းနာသောအရှင်ဘုရားတွေကဘာလို့အဲ့လိုခွင့်မလွန်နိုင်ကြတာအဲ့ဒါမေးကြလို့ဖြစ်ရတာပဲဒါပဲကိုတီးရဒါပဲလွတ်လိုက်နေချလိုက်ပြီအဲ့ဒီကိုလည်းရောက်မှာပဲနော်ဒီတဲ့အဲ့လိုရောက်သွားလို့ရှိရင်နောက်တစ်ခုထပ်တိုးလာဟိုမှာနောက်မှရှိတယ်ဒါဆရာတော်ပြောပြတာ